Hello everyone ဒါမေလေးတနန်းတူခွန်နဝိုင်း3ညအိတ်လေးရခရီးစဉ်လေးပါ။အိုးကွာတာရဲ့ဟိုတယ်ကို booking လုပ်ထားပေးမှာပေါ့နော်။ဒီအားလေး check in မရတဲ့အတွက်ကြောင့်မလို့အခန်းထွက်တာကိုစောင့်နေတာဖြစ်ပါတယ်။ဒီဟန်နဝိုင်းအိုးကွာတာထဲမှာတော့ဒီတိုင်းပဲ over ပဲပြီးတော့ကိုကဘောနော်ဟာလောင်ပေးသွားပြီး cruise တွေပါစီမယ်လက်မှတ်တွေမဝယ်ရသေးဘူးဆိုလဲစိတ်မပူနဲ့ကိုဒီအိုးကွာတာရဲ့နေရာတော်တော်များများမှာပေါ့နော်တစ်ကတ်ရောင်းတဲ့နေရာရှိတယ်။တခြားဟိုတယ်တော့မသိဘူးเนาะဒီအိုးကွာတာတဲ့အမေလေးတဲတဲ့ဒီဟိုတယ်ဆိုတော့အဲ့လိုသူ့အောက်မှာဆိုရင် Lost Wine ဆိုတဲ့ cafe ရှိရယ်ဒီမှာဆိုအယုတ်မျိုးစုံပေါ့နော် Gangnam Collection တွေရောတခြားအများကြီးပဲလဘူဝါအစားအကုန်ရှိတာအဲ့တော့ပေါ့နော်ဒီကကိုကဒါလည်းစိတ်ဝင်စားတယ်ပြီးတော့ဒီမှာပုတ်ဂိမ်းတွေဆော့တာလည်းရှိတယ်ပုတ်ဂိမ်းဆော့တာလည်းသဘောကျရဲဆိုဒီ Lost Wine ဆိုတဲ့ဆိုင်ပေါ့နော်ဒါထိုင်ဖို့ recommend ပေးချင်ပါတယ်နောက်တစ်ခါကြာလေပေါ့နော်ဒီရဲ့ကိုရတဲ့စီဟိုတယ်ကပေါ့နော်ဘာမှသူ့စီကဘာ service မှအဲ့လောက်ကြီးဘာမှကောင်းမွန်မရှိပေမဲ့ပေါ့နော်ဒီနေရာချက်ကြနေတော့ပေါ့နော်9မိနစ်လောက်လမ်းလျှောက်တာနဲ့နေမယ်ဟိုဘက်ကာလန်ကူးလိုက်တာနဲ့အမှ train street ရောက်တယ်အဲ့တော့ကိုကတကူတကအရင်အဝေးသွားကြအောင်မလို့ပေါ့နော်အဲ့ဆိုခဏ train street ကိုသွားပြတယ်ပေါ့ဒီမနက်ကကျတော့ဟာလောင်ဘေး cruise ဖို့အတွက်ပေါ့နော်ဒီအိုးကွာသားရဲ့အဲ့ဒီ pick up point မှာကားသမားဆောက်ခိုင်းတဲ့နေရာမှာဆောက်တာဖြစ်ပါတယ်မေဒီတို့ hotel နဲ့ဆိုရင်လည်းနီလေးပဲ pick up point อ่ะကိုကတကယ်လို့ဟာလောင်ဘေး cruise မယ်လို့ဆုံးဖြတ်ထားရင်မနော်အိုးကွာတာတဝိုက်မှာနေတာပို့အဆင်ပြေတယ်ဘာလို့လဲဆိုတော့ဒီကားပစ်ကတ်တွေကကွာအဲ့လိုအိုးကွာတာတဝိုက်ပဲတကယ်လို့ကိုကအိုးကွာတာဟိုဘက်အစောမှာနေတယ်ဆိုရင်ကြတော့မနဲ့အစောကြီးပဲပေါ့နော် grab ငါပြီးတော့အဲ့လိုအိုးကွာတာမှာအဲ့ pick up point တွေမှာလာဆောင်နေရမှာအဲ့ပြဿနာတစ်ခုတော့ရှိတာပေါ့ပြီးတော့ဒီ cruise တွေကလည်းကိုရွေးချယ်လိုက်တဲ့ဈေးနှုန်းပေါ်မှာမူတည်ပြီးတော့ပါလာမဲ့ service တွေကလည်းပြောင်းလဲသွားရပေါ့နော်အကုန်လုံးကအစားစားပဲbuffet package ပါမလားပြီးတော့ kayaking activity တွေဘမ်ဘူးပုတ်စီးတာတွေပါမလားအဲ့လိုတွေအများကြီးပဲရှိရပေါ့နော်မလေးရွေးလိုက်တဲ့ဟာကကြတော့ပေါ့နော်တယောက်ကို USD 50လောက်ပေးရတဲ့ package buffet ပါတယ်ထင်နဲ့တွေ့တဲ့အတိုင်းပဲပေါ့နော်စားလို့တော့အဆင်ပြေပါတယ်ဒါပေမဲ့အရင်အမဲဆုံးလားဆိုရင်တော့အဲ့လောက်ကြီးမဟုတ်ဘူးကိုကကြတော့ထပ်ပြီးတော့ကိုစားခြင်းတဲ့ဟာတွေဆိုမှားခြင်းနဲ့ဆိုရင်လည်းအဲ့လိုမျိုးတို့စီမှာ menu ရှိတယ်ထပ်ပြီးမှာလို့ရတယ်အဲ့ဒါကတော့ extra charge တက်ထပ်ပေးရတယ်ပြီးတော့ speed boat စီးတာတွေပါတယ်ဆိုရင်လည်းဒီ service တွေမှာမပါဘူးအဲ့တော့ speed boat စီးတယ်ဆိုရင်တယောက်ကို USD $10ထပ်ပေးရတယ်အဲ့ဒါတွေတော့ဖြစ်သွားတယ်ဟာလောင်ဘေးကတော့တွေ့တဲ့အတိုင်းမရှိုးကရအရန်လာတယ်အဲ့တော့သွားရတာတန်တယ်ပေါ့နော်ပြီးတော့ရေကြောက်တယ်သူဆိုလဲဘာမှမဖြစ်ဘူးเนาะအဲ့ဒီမှာ kayaking experience ကိုလှော်ခဲ့ကြီးဘာလို့လဲဆိုတော့အရန်လည်းဒီတောင်နေကြားထဲမှာလှပတဲ့ရှုခင်းထဲမှာပေါ့နော်ကိုတိုင်းလှေလော်ရတဲ့အရာတာအရန်မိုက်တယ်အဲ့တော့အဲ့ experience လေးကိုရအောင်ယူခဲ့ဖို့recommend ပေးချင်ပါတယ်တော်တော်မိုက်တယ်ပေါ့နော်ဒီရှုပ်ခင်းနေရတော့လေမေလေးတို့သွားတဲ့အချိန်မှာကျတော့မိုးကအုံနေလို့တကယ်လို့နေလေးနည်းနည်းပူပူမယ်ဆိုရင်တော့ရှုပ်ခင်းကအရန်လှသွားမှာပင်လေကြီးကလေလုံးဝစိမ့်တောက်ပြီးတော့အရန်လှတယ်ဂိုက်ကလည်းကောင်းပါတယ်ခရီးစဉ်တစ်လျှောက်ပေါ့နော်ဒါပေမဲ့ဟိုတယ်ပြန်ရောက်တော့မှငါတို့ group လိုက်ရိုက်တဲ့ဗီဒီယိုတွေပို့ပေးဆိုတော့မပို့ပေးတော့ဘူးဟေးကျမစာအောင်မြင်ရတာနဲ့လူရှုတယ်ပေါ့နော်အဲ့ချက်တော့မကြရဘူးသူတို့က after service မပါဘူးအဲ့လိုတွေဖြစ်နေတာချား cruise တွေတော့မသိဘူးပေါ့နော်မေလေးတို့စီးလာတဲ့ cruise အတွက်ကကြတော့ဒီနေရာကနောက်ဆုံး destination အားကြောင့်မလို့တချို့တွေကကြတော့ရေကူးတဲ့လူကကိုထိုင်းတဲ့လူကထိုင်းပေါ့နော်မေလေးကကြဒါနန်းလာတဲ့လူဖြစ်လို့လားမသိဘူးအေးဆေးပဲဆိုပြီးတော့အလုံးတိတ်ပြီးတော့ကန်းချီမှာတော့မထိုင်းတော့ဘူးအဲ့မှာ crew နောက်ဆုံးအဲ့မှာကန်းပြန်ကတ်မဲ့ချိန်မှာ after party အမကာကြီးအဖိုးဘွားတွေနဲ့အမတယောကုတ်အဖိုးဘွားတွေဟေးကာတာတို့ကတော့လူငယ်ချေကြရဲဆိုတော့ဒီတိုင်းပဲထိုင်ကြည့်နေလိုက်တယ်ပေါ့နော်မိုးသိမချုပ်ခင်ကန်းရောက်တယ်ဗောနော်အဲ့မှာမေလေးတို့စောင့်နေတဲ့ကားတွေနဲ့ဟန်နွိုင်းကိုပြန်ခဲ့တယ်ဒါကနောက်နေ့ကျတော့ explore လုပ်တာဗောနော် train street train street ကလေမေလေးတို့ hotel နဲ့ဆိုဘလောက်မှမဝေးဘူးကြည်တာနဲ့မြင်နေရပါတော့အဲ့နဲ့ကိုကညဆက်ရောက်တဲ့နေ့မှာကျတော့ဘာလဲဆိုရင်သွားလိုက်တဲ့အချိန်မှာလေလမ်းထိပ်မှာကွာလူတွေက coffee တောက်မလားဆိုဘာလဲဗော scammer တွေအကြောင်းလဲကြားဘူးတော့ဘာလဲဆိုပြီးအဲ့နဲ့ကိုဘကိုသွားလိုက်တဲ့အချိန်မှာဟိုဘက်တစ်ပေါက်ကကြာလေသူကပေးမတက်ဘူးလုံးဝဘာလို့လဲဗောနော် coffee ဆိုင်နေစီသွားမအောင်လုံးဝပေးမတက်ဘူးအဲ့နဲ့စိတ်ဆိုးပြီးတော့ပြည့်ရလာနောက်မှအဲ့မှာလူတွေကဗောနော်အဲ့မှာ train street မှန်တိသွားတဲ့ခါကျတော့မေလေးကနောက်နေ့ထပ်သွားလိုက်တဲ့ခါကျတော့အဲ့မှာနိုင်ငံသားတယောက်ကလင်းတို့ coffee တောက်မလားအေးဆိုလဲဆိုတော့သူခေါ်သွားတဲ့နောက်ကိုလိုက်သွားအမှသူ့ဆိုင်မှာထိုင်ပြီးတော့အေးစီးနဲ့ရထားလာတာကြည့်လိုက်တယ်ဗောနော်ပြီးတော့မှရထားလာတာကြည့်လို့ကောင်းတယ်ဆိုပြီးတော့အားနဲ့မှလူကြီးတွေကိုပြန်ခေါ်ပြီးတော့သူတို့နဲ့တစ်ခေါက်ထပ်ကြည့်တယ်ဗောနော်ဒီ train street ဆိုင်တွေကတော့ထုံးစံတိုင်းဈေးကြီးတယ်ဒါပေမဲ့ကိုရီးယားကျတော့ရိုက်တာဗောနော်ခါတော့မီလေးဒါပဲနောက်နေ့ကျတော့ပြန်နေအတာပဲ